Mobile Legends MPL Philippines ရဲ့ပွဲအရှာဆုံးသောကစားသမား Trash Talk တွေ Taunting တွေလေတိုက်တာတွေကိုလိုရာထပ်ပို့ပြီးတော့လှုပ်သက်တဲ့ခတ်ဆိုးဆိုးခြာသိပ်လေးတူဒါအပြင်အဆိုးဆုံးကတော့ဖိလစ်ပိုင်ရဲ့နာမည်ကျော် fan base အများဆုံး VWise ကပဲကိုပါ live stream မှာစကားတွေမစင်မချင်းပြောပြီးတော့ sexual attack ဘာညာပုံစံမျိုးလုပ်ခဲ့တော့လူမုန်းများခဲ့တယ်အဲ့ဒါကြောင့်မလို့လဲအချိန်ကဖိလစ်ပိုင် Mobile Legends ရပ်ဝန်းမှာမခန်းနဲ့ဘလောက်ကောင်းကောင်းသူ့ရဲ့ personality ကြောင့်လူမုန်းများတဲ့ villain တူဖြစ်ခဲ့ရတယ်အဲ့ဒီ villain ကတော့ခမားတို့ကျွန်တော်တို့အခုအားပေးနေကြတဲ့ The Gold Standard Kara ပဲဖြစ်ပါတယ် The M6 World Champions Finals MVP is Kara! The Filipino Savage! The gold standard! Now, the အားလုံးပဲမင်္ဂ M6 လာပါကျွန်တော် KC ပဲဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမား Kara အကြောင်းအာလူနည်းနည်းဖုတ်ရင်းနဲ့သူတို့ရဲ့ organization ဖြစ်တဲ့ Onet organization ရဲ့ကျွန်တော်မှားထားတဲ့ authentic jersey ကို unbox လုပ်ပြမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှင်တော့အဆုံးထိကြည့် Kara ဆိုတာဟိုးရင်တွေကခတ်ဆိုးဆိုးခတ်မိုက်မိုက်အာကေခြာသိပ်လေးတယောက်အာကေတွေရဲ့ထုံးစံတိုင်းပဲចောင်းသားဘွားတွေကပတ်စံကလိုသလိုရနေတော့ငွေကြေးရဲ့တန်ဖိုးလဲနားမလဲဘူးလောကရန်တရားလဲဘာမှမသိဘူးခေရာတို့ကငငယ်ကတော်တော်လေးချမ်းသာပြီးတော့ပြည့်စုံတယ်ဘယ်နေရာမှာသွားပြီးတော့သိတာလဲဆိုရင်သူ့ရဲ့ interview တွေမှာပြောဘူးတယ်ကျွန်တော်ငငယ်ကစူပါမားကတ်တွေသွားတဲ့အခါမှာအင်ဂျီကချွေးဆိုသွားတယ်ဆိုလို့ရှိရင်တော့မှအဲ့ဒီအင်ဂျီကိုချက်ချင်းချွတ်ပြီးတော့အစ်စ်ဝယ်လဲတဲ့ကောင်မျိုးပြဆိုပြီးတော့သူ့ရဲ့ interview တွေမှာပြောဘူးတယ်ပြီးတော့ Kara ရဲ့အမေကိုယ်တိုင်ကသူ့သားကိုတော်တော်လေးအလိုလိုက်တယ် Kara ဘာလိုချင်ချင်းပြောလိုက်တာနဲ့ချက်ချင်းပဲဘာမှတော့မစင်းစားနိုင်ဘူးချက်ချင်းဝယ်ပေးတာအဲ့လိုမျိုးလိုလေသေးမရှိအောင်ပြီးပြည့်စုံအောင်ထားတယ်ဘလောက်တောင်ဆိုးလဲဆိုရင် Kara က9နှစ်သားចောင်းသားဘွားနဲ့တင်ကိုတစ်နေ့ကိုဖိလစ်ပိုင်ငွေ300ရတယ်အဲ့ဒီတုန်းကဖိလစ်ပိုင်ငွေ300ဆိုတာမြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင်ကျွန်တော်တို့2010 17 12အဲ့ဝင်းကျင်လောက်ကတနေ့ကိုမြန်မာငွေ9000 8000နီးပါးရတဲ့ပုံစံပဲကျွန်တော်ဆိုရင်မှတ်မှတ်ရရ2012လောက်က2တန်းចောင်းသားဘွားတုန်းကကျွန်တော်ရတဲ့ငွေကြေးက900 1000ပဲအဲ့ထက်မပိုဘူးအဲ့လိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံကចောင်းသားတွေ900 1000 200တချို့ဆိုလို့ရှိရင်အဲ့လိုရနေတဲ့အချိန်မှာ Kara ကတနေ့ကို9000 8000နီးပါးရတယ် Oh my god အဲ့ဒီလိုငငယ်လေးနဲ့ပတ်စံအမောင်းတွေအများကြီးရတော့ခလေးကဘလောက်တောင်ဆိုးလာလဲဆိုရင်တနေ့ပီဆို300မပေးဘူးဆိုရင်ចောင်းမတော်ဘူးတွေပါလောက်တာ Kara ကအဲ့ဒီလိုမျိုးပတ်စံတွေကိုအရွယ်နဲ့မလိုက်အောင်ရတယ်သူရတဲ့ပတ်စံတွေကိုလည်းများသောအားဖြင့်ကဂိမ်းဆိုင်တွေတွားဖို့အတွက်သုံးတယ်ဂိမ်းခွေတွေဝယ်ဖို့အတွက်သုံးတယ်အဲ့ဒီလိုမျိုးငငယ်လေးတွေကဂိမ်းဆိုင်တွေတွားတယ်ဂိမ်းဆိုလို့ရှိရင်ဘာလာအသေးဆော့တယ်အဲ့ဒီကလေးဘွားကနေပြီးတော့ကြီးလာတဲ့အချိန်ထိသူ့ရဲ့အချိန်တော်တော်များများကိုဂိမ်းဆိုင်မှာပဲကုံဆုံးတယ်ခဲရကို brother တို့ကျွန်တော်တို့တော်တော်များများက Mobile Legends နဲ့ပဲတွဲမြင်ကြတယ်အမှန်တော့သူကအရင်တည်းကအဲ့ဒီ Call of Duty LOL Dota 2 FIFA ရှိသမျှ Mobile ပဲဖြစ်ဖြစ် PC ပဲဖြစ်ဖြစ်ရှိသမျှဂိမ်းဆိုရင်အကုန်ဆော့တယ် Dota မှာဆိုလို့ရှိရင်သူကတော်တော်လေးဆရာကြတယ်ငငယ်လေးနဲ့အဲ့ဒီခြာသိပ်ပေါက်စာလေးကအဲ့ဒီ senior အကိုကြီး Dota ကစားသမားကြီးတွေရဲ့ respect ပေးခြင်းတစ်ခုကိုရရှိတယ်ဒီခြာသိပ်လေးကောင်းတယ်ဟိုဒီကောင်းလက်ကမဆိုးဘူးအဲ့လိုမျိုး appreciate တန်နေကြားရတယ်အဲ့ဒီလိုမျိုး gamer တယောက်ကကောင်းတယ်ဆိုပေမဲ့ game ဆိုင်တွေခဏခဏသွားတဲ့ခြာသိပ်လေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာလည်းသူ့ရဲ့အကျင့်စာရိတ္တဘိုင်းကနည်းနည်းလေးမေခွန်းထုတ်เสียဖြစ်လာတယ်ဂိမ်းဆိုင်ဆိုတဲ့အတိုင်း brother တို့ကျွန်တော်တို့တည်တယ်လို့တစ်ဖက်ကခက်ကြမ်းကြမ်းဆဲဆိုတာတွေပြီးတစ်ဖက်ကခက်ကြမ်းကြမ်းလေတိုက်ပစ်တာတွေပြီးရင်ရန်ဖြစ်တာတွေပြီးရင် headphone တွေကိုကောက်ပေါက်တာမျိုးတွေအဲ့လိုမျိုးအကျင့်စာရိတ္တပြပြတဲ့အရာတွေလည်းအနည်းနဲ့အများတော့ရှိတယ်အဲ့ဒီလိုမျိုးလူကြီးကစားသမားတွေရဲ့မကောင်းတဲ့လိုအပ်ချက်ရှိတဲ့ personality တွေကခြာသိပ် Kara လေးပေါ်ကိုပါတက်ရောက်မှုရှိတယ်ဒါလို့ဆိုရင် Kara ကငငယ်လေးတွေကလေတိုက်ဘလောက်ကျန်းလဲသူ့ရဲ့ personality
ဘာကြောင့်ဒီလိုတွေဖြစ်နေလဲဆိုတာသိလောက်ရောပေါ့ဒါကသူ့ဘဝရဲ့အဓိကအသက်မွေးဝမ်းကြောင်းဂိမ်းဖြစ်လာမဲ့ Mobile Legends ဘက်ကိုရောက်မလာခင်ဘဝဇာတ်ကြောင်းအဲ့ဒီလိုနဲ့ဂိမ်းပေါင်း16000 Kara ကဆော့ပြီးတော့နောက်ဆုံးမှာဒီ Mobile Legends ဂိမ်းဘက်ကိုရောက်လာတယ်သူ့အနေနဲ့2020ဝန်းကျင်လောက်မှာစပြီးတော့ MPL စဆော့တယ်2021မှာပဲတင်ကိုအရင်တောင်မကြလိုက်ဘူး MSC Champion တန်းဖြစ်တာသူဆော့တဲ့ Excretion အသင်းကလည်းတော်တော်လေးကောင်းတယ်အဲ့ဒီအချိန်တော့ဆိုရင်တကယ်ကို MPL Philippines ရဲ့ Rising Star တွေကြီးပဲ Chuck Lu တို့ Kara တို့ Itumas တို့တကယ်ကိုကျွန်တော်လေးတော်တော်လေးကိုသဘောကျတယ်အဲ့ဒီနောက် Excretion disband ပြီးတော့ Smart Omega ဆိုပြီးတော့သူတို့အကုန်လုံးပြောင်းတယ်အဲ့ဒီအချိန်မှာတဲ့ကိုက Kara ကတော်တော်လေးကို over confidence လည်းဖြစ်တယ်ကိုလည်းယုံကြည်မှုတွေလွန်ခဲ့တယ်အဲ့မှာမပြောတဲ့နဲ့ကျွန်တော်ဗီဒီယိုမှာအစမှာပြောခဲ့သလို V-Wise ကိုတွားပြီးတော့ဗလိန်နာတို့ထွန်းထင်းတွေလုပ်တဲ့နေရာမှာလေတိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လဲယာဝီလိုကစားသမားမျိုးတွေကိုတွားပြီးတော့လိုရာထက်ပို့ပြီးတော့တိုက်ပစ်တာတို့ဒါမျိုးတွေပေါ့ပြဿနာပေါင်း16000နဲ့ပြီးတော့သူအခုဆော့နေတဲ့လက်ရှိအသင်းဖြစ်တဲ့ Onyx Philippines ရဲ့မန်နေဂျာကောင်မလေးနဲ့လည်းအိမ်ထောင်ကျသွားတယ်သူ့အနေနဲ့သားလေးတစ်ယောက်မွေးတယ်ပြီးတော့18နှစ်နဲ့ကလေးအဖေဖြစ်တယ်လို့ပြောလို့ရတယ်သူစောစောစီးစီးအိမ်ထောင်ကျပြီးတော့ကလေးမွေးတာနဲ့ပတ်သက်ပြီးတော့ Kara ကတခြားဝေဖန်တန်တွေကိုဘာမှတုံ့ပြန်ထားခြင်းမျိုးတော့မရှိဘူးကလေးမွေးလာပြီဆိုတော့အားလုံးသိတဲ့အတိုင်းပဲသူ့အနေနဲ့ဖခင်တာဝန်ကိုယူရတယ်သူ့ရဲ့မိန်းမနဲ့ကလေးအတွက်ကိုဒီမိသားစုတာဝန်တွေကိုထမ်းဆောင်ရတယ်ဒါအပြင်ပိုဆိုးတာကသူအမြဲတမ်းအားကိုးနေကြသူ့ရဲ့အမေကိုယ်တိုင်ကပါစီးပွားရေးကြာဆင်းလာတဲ့အခါမျိုးတွေမှာသူ့အတွက်ကဒီကာလတွေကအရန်ကိုခက်ခဲခဲ့တယ်အဲ့ဒီလိုမျိုးလောကရန်ဆိုတာဘာလဲမသိငွေကြေးရဲ့တန်ဖိုးကိုလည်းနားမလဲခတ်ဆိုးဆိုးခတ်မိုက်မိုက်အချိန်ပြည့်ဂိမ်းမဂိမ်းဖြစ်နေတဲ့အာကေခြာတိတ်လေးတယောက်ကအခုလိုမျိုးမိသားစုတာဝန်ကိုရှေ့ဆုံးကနေပြီးတော့ထမ်းဆောင်ရမယ်ဆိုတော့ Kara အတွက်ကတော်တော်လေးကိုခက်ခဲတယ်ဒီအချက်တွေကလည်း Kara ကိုအရင်ကထပ်ပို့ပြီးတော့ပုံမရင်းကျက်တဲ့သူတယောက်ဖြစ်လာစေတယ်။အော်ဒါနဲ့ Omega Organization လက်အောက်မှာရှိခဲ့တဲ့ Kara ရဲ့ကာလတွေကသူ့အတွက်တော်တော်လေးခက်ခဲခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အသင်းသွင်းပြဿနာတွေ Organization ရခက်ခဲမှုတွေပြီးရသူတို့ဒီအသင်းဖော်တွေနဲ့ဆိုရင်လည်း data တို့ကျွန်တော်တို့သိရတဲ့အတိုင်းပဲပွဲတိုင်းတော်တော်များများကို Kara ကပဲထမ်းနေရတာကြီးပဲ။ဘာမှအသင်းက balance မမျှသလိုဘာမှတိုးတက်လာတာမျိုးတွေလည်းမရှိဘူး။ဒီပုံစံတိုင်းကြီးပဲယာဒီတိုင်းကိုဖြစ်နေတာ။အဲ့ဒီနောက်မှာ Kara အနေနဲ့ဆုံးဖြတ်ချက်တစ်ခုချတယ်။အဲ့ဒါက Onyx Philippines ဆိုတဲ့ organization ကိုပြောင်းရွှေ့ဖို့ပဲ။ Onyx ကိုပြောင်းတဲ့အချိန်မှာ Kara အနေနဲ့ပြီးခဲ့တဲ့ Smart Omega နဲ့လည်းဂဒီပါလမ်းခွဲခြင်းမျိုးနဲ့ခွဲခဲ့တယ်။သူသိချရတဲ့ Chuck Nu လိုကစားသမားမျိုးကိုလည်းထားခဲ့ပြီးတော့အောင်မြင်မှုတွေအတွက်ဒီ Onyx Philippines ဆိုတဲ့ organization ကိုပြောင်းလာတာ။အခုလိုမျိုး Onyx organization ကိုပြောင်းရွှေ့တာက Kara ဘဝရဲ့တစ်စိတ်ချိုးပဲ။ဘာဖြစ်လို့လဲဆိုတော့ Onyx ဆိုတာက systematically တကြစနစ်တကျ run နေတဲ့ organization ကြီးတစ်ခု။အဲအတွက်ကြောင့်မလို့ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ကိုဟိုးအမြင့်ဆုံးထိရောက်အောင်ပို့ပေးနိုင်စွမ်းရှိတယ်။ Onyx organization နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်များများသတိထားမိကြတဲ့ V-Wise တို့ Kyrie တို့တော်တော်များများပါပဲ။ပြီးလို့ရှိရင် K1 တို့ Sunset တို့ဒီ organization ရဲ့ Indo ရော Philippines မှာပါလဲပတ်တဲ့ပုံတွေကတော်တော်လေးကိုစနစ်ကြတယ်။ Kara ပြောင်းပြီးတာနဲ့ Onyx Philippines ကလည်းသူ့အလုပ်သူလုပ်တယ်။အောင်မြင်မှုတွေအတွက်ခေါ်တဲ့ခေါ်ထိုက်တဲ့လူတွေကိုခေါ်ပေးတယ်။ဥပမာ TNC မှာလက်စွာနေတဲ့ကင်းကောင်လိုကစားသမားမျိုးတွေကိုခေါ်တယ်။ပြီးလို့ရှိရင်နောက်ထပ်သူတို့ဒီ Academy Track Super Friends ကိုလည်းဆက်ထားတယ်။ပြီးလို့ရှိရင်အစင်မပြေတဲ့ကစားသမားဆိုလို့ရှိရင် professional ဆန်ဆန်ပဲထုတ်တယ်။ပြီးလို့ရှိရင်သူတို့အဆင်ပြေမဲ့သူကောင်းမယ်ထင်တဲ့အရာမှန်တမျှအကုန်လုပ်တယ်။တကယ်ကိုကောင်းတဲ့ organization တစ်ခုလို့လည်းပြောလို့ရတယ်။ coach တွေကအစတော်တော်လေးကိုစနစ်တကျသွားတယ်။ Kara Onyx ကိုပြောင်းပြီးတော့အချိန်ကဘလောက်မှတော့မပေးလိုက်ရဘူး။ကင်းကောင် Kara နဲ့ပထမအစပိုင်းတုန်းကတော့အရင်အဆင်မပြေဘူး။သူတို့ MPL တွေမှာထွက်ရတဲ့ဟာတွေလည်းအများကြီးရှိတယ်။သူတို့အချိန်ကြာလာတော့ Onyx Philippines ရဲ့ prime time တစ်ခုပြန်ရောက်လာပြီးတော့အခုလိုမျိုး M6 World Championship ပြိုင်ပွဲကြီးရဲ့ champion ဖြစ်သွားတာပဲအဓိကကတော့ trust the process ပါပဲ
တကယ်ကိုမခက်